ကိုရဲ့မျက်နှာလားလို့မင်းနဲ့ညီဝဲလေကြောက်ပတ်တွေငါ့ကိုဖြင်းနေတယ်ငါညီအခုဝဲကုမ္ပဏီရောငါမင်းနေတာနော်မဲရတင်မှာညီမလေးနော်ဟယ်လိုဟုတ်ကဲ့မဲရတင်မှာညီမလေးအဲ့တော့အမားတို့ကလေအခုအမားမှာပြဿနာတစ်ခုတက်နေတယ်ညီမလေးနော်ဘယ်ဖုန်းနံပါတ်လဲညီမလေးတေချာမှတ်နော်ညီမလေးဒေါ်အေးတင်ကိုပါအခုဖုန်းဆက်တာဒေါ်အေးတင်ကိုပါအေးခဏလေးတော့သမီးရဲ့မရဲ့အတန်ကိုကြားလားသမီးဟုတ်ကဲ့ကြားပါပါတယ်ရှင်အေးသမီးလေးအေးခဏကင်ထောင်းဝေမန်းနီးကတဲ့ဖုန်းနံပါတ်ဘယ်လောက်တုံးတာ6633နော်663343118663334311သမီးအဲ့ဒီရဲ့ဖုန်းနံပါတ်ကအေးတင်းဆိုပြီးတော့နာမည်ကြီးနဲ့သမီးရေဝေမန်းနီးမှာနော်အခုခုနှစ်သားသမီးစီကနေပြီးတော့ငွေတွေတောက်လျှောက်လိမ့်နေတယ်ညီမလေးတို့ရဲ့ဒီကုမ္ပဏီကညီမလေးတို့ရဲ့ဒီဝေမန်းနီးဒီကုမ္ပဏီကဖုန်းနံပါတ်တွေကမှတ်ပုံနေနဲ့တိုက်ဆိုင်စစ်ဆေးခြင်းမပြုတ်ဘဲနဲ့တပားသူရဲ့နာမည်လေးကိုဒီလိုအလွဲသုံးစားအလွယ်တကူပြုတ်ခွင့်အသုံးပြုတ်ခွင့်ပြုတ်ပြီးတော့ငွေလိမ်လို့ရနေရလားညီမလေးဟုတ်ကဲ့ပါရှင်အဲ့တော့ဆိုရင်ညီမလေးအမရဲ့မပုံနေနာမည်မဟုတ်ဘူးနဲ့အမမျက်နှာမဟုတ်ဘူးနဲ့ညီမလေးဘာဖြစ်လို့အေးတင်ဆိုပြီးတော့ညီမလေးဒီမှာဘာဖြစ်လို့အဲ့လိုပေါ်နေရလဲပြောအဲ့တော့ဖြေရှင်းနာမည်တူတာဟုတ်ကဲ့ပါရှင်နာမည်တူတာလေးပဲဖြစ်ပါလိမ့်မယ်ရှင်အမရဲ့မပုံနေကြကြလေးကအသုံးပြုထားတယ်လို့ပြောရလားရှင်ညီမလေးတို့စီမှာအဲ့ဒီဖုန်းနံပါတ်ကဘယ်မပုံနေအောင်အသုံးပြုထားတာလဲညီမလေး6633431188ကိုအသုံးပြုခွင့်လေးပေးရပါရှင်အဲ့ဒါဆိုရင်အမလောက်ထားတာမှမဟုတ်ဘဲနဲ့ညီမလေးကဘာဖြစ်လို့အဲ့ဒီဟာဖြစ်နေတာတော့အဲ့ဒါဆိုညီမလေးတို့အမမပုံနေအမမျက်နှာမဟုတ်ဘဲနဲ့ဘာဖြစ်လို့ညီမလေးတို့အဲ့ဟာအသုံးပြုခွင့်မရတော့ရနေရတော့အဲ့ဒီဖုန်းနံပါတ်ကိုညီမလေးစစ်ဆေးပေးပါအဲ့ဒါဆိုအခုစစ်ဆေးပေးပါညီမလေး6633431188 6633431188ညီမလေးအဲ့ဒီဘပုံနေနံပါတ်ကိုညီမလေးအခုချက်ချင်းစစ်ဆေးပေးပါညီမလေးအမအေတင်ကိုအမနာမည်ကိုအသုံးပြုခွင့်အမလောက်ဆောင်ချက်မဟုတ်ဘဲနဲ့အမနာမည်ကိုအသုံးပြုပြီးတော့ညီမလေးတို့ West Bunny ကိုအသုံးပြုပြီးတော့အခုငွေလိမ်တဲ့ပြဿနာတွေဖြစ်နေတယ်လေညီမလေးဟုတ်ကဲ့ပါရှင်ညီမတို့ကနေပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာမပုံနေကြကြနေတယ်ညနာစနေပုံလေးတဲ့ကကိုက်နေတဲ့ဆိုင်ကိုထားလေးကမှန်ကန်မှုလေးရှိရတဲ့ကြောင့်ဝေးကောင်လေးကိုအသုံးပြုခွင့်လေးပေးထားတာပါရှင်ညီမလေးအဲ့ဒါဆိုရင်အမပြောပြမယ်ခဏလေးအဲ့ဒီမပုံတွေကဘယ်သူမပုံနေလဲညီမလေးဟုတ်ကဲ့ပါရှင်ဝေးကောင်လေးကိုလေးဖြစ်နေတာအသုံးပြုနေတဲ့သူရမပုံတွေကကြပါရှင်ညီမတို့ကနေပြီးတော့တစ်ဖက်ရဲ့ဝေးကောင်ဆိုင်ရာအချက်အလက်လေးကတော့ပြပြပေးလို့တော့မရပါဘူးရှင်မဟုတ်ဘူးလေညီမလေးအဲ့ဒါဆိုအဲ့အေးတင်ဆိုတာအဲ့ဒီမပုံနေနံပါတ်မှာအမမျက်နှာလားလို့အမမေးတာအေးတင်ဆိုတဲ့မပုံနေနံပါတ်မှာအမမျက်နှာလားမေးနေတာနင်းကိုမျက်နှာလေးဟုတ်မဟုတ်ဆိုတာလေးကညီမတို့ဘက်ကနေပြီးတော့စစ်ဆေးပေးလို့လေးကမရပါဘူးရှင်အေးတင်ကိုရဲ့မျက်နှာလားလို့မင်းနဲ့အညီဝဲလေကြောက်ပတ်တွေငါ့ကိုဖြင်းနေတယ်ငါပြင်းတာအေးတင်ကိုမျက်နှာလားလို့ငါမင်းနေတာလေညီကိုအဲ့ညီအခုဝဲကုမ္ပဏီကိုငါမင်းနေတာနော်6633431188ကငါမျက်နှာအရင်နဲ့ဖွင့်လာတာလားလို့ငါမင်းနေတာညီအေးတင်ကိုဆိုတာတော့ညီသိတယ်မလားဝေးကောင်းပိုင်ရှင်မဖို့တဲ့ကပိုင်ရှင်ကိုယ်တိုင်ကစက်ပြီးပုံချိန်ကူးထားတာပါရှင်မှန်ကန်မှုလေးရှိရတဲ့ကြောင့်အသုံးလေးပြုလို့ရတယ်အဲ့ဒါဆိုရင်ညီအဲ့အေးတင်ဆိုတာတကဘာတော့မှမရှိနိုင်ဘူးမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်အဲ့မပုံနေနံပါတ်ကဘယ်သူမပုံနေနံပါတ်တော့ငါသိချင်တယ်ညီမတို့ဘက်ကနေပြီးတော့ကောင်းဆိုင်ရာချက်လေးကတော့ပြပြပေးလို့တော့မရပါဘူးရှင်မဟုတ်ဘူးလေငါညီမညီအဲ့လိုပြောလို့မရညီအဲ့ဒါဆိုငါကိုယ်တိုင်လာခဲ့မယ်အဲ့အေးတင်ဆိုတာကအေးတင်ဆိုတဲ့နာမည်နဲ့ညီတို့စီမှာရှိတယ်ပေါ့အဲ့ဒါဆိုမတ်ပုံနေထဲမှာအေးတင်ဆိုတဲ့နာမည်ကိုရှိရတာနဲ့မတ်ပုံနေရှိလို့ညီတို့ဖွင့်ပေးတာပေါ့အဲ့လိုလားဟုတ်ကဲ့ပါရှင်မတ်ပုံတွေကပိုင်ရှင်ကိုယ်တိုင်ကစက်ပြီးပုံလေးကိုချိန်ကူးထားတယ်မှန်ကန်မှုလေးရှိတယ်ကိုင်းကျင်မှုလေးရှိရတဲ့ကြောင့်ညီမတို့ဘက်ကနေရဝေးကောင်လေးကအသုံးပြုခွင့်လေးပေးထားတာပါရှင်အဲ့ဒါကြီးအဓိပ္ပာယ်မရှိဘူးလေအဲ့ဆိုအဲ့အေးတင်ဆိုတာငါလားလို့ငါမင်းနေတာညီတို့အဲ့ဒီမှာညီတို့စီမှာ register တွင်းထားတာငါမျက်နှာလားလို့ငါမင်းနေတာငါမျက်နှာလားလို့မျက်နှာလေးကိုညီမတို့ဘက်ကနေရဘယ်လိုမျိုးလေးစစ်ဆေးပြရမှာလဲရှင်အမမျက်နှာအေးတင်ကိုဆိုတဲ့မျက်နှာလားလို့ငါမင်းနေတာအေးတင်ကိုတော့ညီသိတယ်မလားအမညီမတို့မသိပါဘူးရှင်အမမျက်နှာကိုလည်းညီ
ညီတော့ကွာစောက်တလွဲကောက်ပါတယ်ညီတော့ကွာဝိုင်းလိန်နေတာကောက်ပါတယ်ညီတော့ကွာဝိုင်းလိန်နေတာဝေမန်းနီးကကောက်ပါတယ် ငါတယောက်တည်းလိန်ခံရတာမဟုတ်ဘူးကောင်းမရဲ့ငါနာမည်တတိုင်းငါနာမည်ကြီးနဲ့တတိုင်းမီလုံးကိုလိန်နေတော့ငါညီတို့ကိုအခုဆက်နေတာညီတို့ဝေမန်းနီးကအစုပ်အပြက်ကုမ္ပဏီပဲညီတို့ကနာမည်တက်ဆိုင်စစ်ဆေးတယ်ဆိုရင်နာမည်တက်ဆိုင်စစ်ဆေးတယ်ဆိုရင်ဒီမလေးညီငါ့ကိုမရွေးနဲ့နော်ညီ ဟုတ်ကဲ့ပါဆရာမငွေလေးလိမ်ခံရတယ်ဆိုလို့ရှိရင်ဒီမှာမကနေပြီးတော့ငွေသေးဆိုင်ရာဖြည့်ရှင်းပေးတဲ့ဌာနလေးကိုဖုန်းကောပေးလိုက်ပါမယ်အေးပေးလိုက် ဆရာမငွေလေးခံရလားရှင် ဟုတ်တယ်ငါလိန်ခံရတာမဟုတ်တတိုင်းမီလုံးလိန်ခံနေရတာအဲ့တော့ပေးလိုက်ငါနဲ့ဆိုင်နေငါနာမည်ကိုအသုံးပြုပြီးတော့လိန်နေတာငါနာမည်ကိုအသုံးပြုပြီးလိန်နေတာအဲ့တော့ငါနဲ့ဆိုင်နေပေးလိုက်ညီတို့အဲ့ဖြည့်ရှင်းရမယ့်ကုမ္ပဏီကိုလွယ်ခုလွယ် သုံးလေးကိုရေးဆက်ပေးပါရှင် ဟောရွေးရမှာပြန်ပြောခဏလေးတက်သူတို့ဒီဟာနဲ့ကွာသူတို့ကွာလိန်စားနေတာ ပြောပြပေးနိုင် ဟဲ့လားငါနာမည်ဟုတ်လားငါဟုတ်တယ်လေငါနာမည်ဟုတ်ပြီဆိုရင်ငါမျက်နှာဟုတ်သလားသူတို့ပြောလေသူတို့register တွေးလားငါမျက်နှာအရင်ကမှမဟုတ်တဲ့ဟာကြီးကိုဘာလို့သူတို့က white လိန်နေတာကောင်းမတွေသူတို့ကွာဖြတ်ဟိုဟာလေချားဖြတ်မာတွေဘယ် ဒီလိုဆိုတာလိမ့်နေသူတို့ဖမ်းပေးရမှာလေကိုတော်မှပို့ပြီးတော့တိတ်ချရမယ်သူတို့ဝင်မှန်းနေတာအဲ့ဒါ ဟာဒါကြီးကတော်တော်လွန်သွားပြီဟေ့ ဟုတ်တယ် ဒါကြီးကတော်တော်လွန်သွားပြီ ဟုတ်တယ်လိုက်ကြတော့ပဲ တော်တော်လွန်သွားပြီ ရုပ်တည်လို့ရှိတယ် မပြေမှုကြောင့်တရားပါကအကူညီများဆိုင်ယူနိုင်ရဲ့ တော်တော်လွန်သွားပြီ ပြပြလူငယ်ကြီးကရုပ်တည်ကိုမရှိတာ မဟုတ်ဘူးလေငါပြောပြမယ်မျက်နှာနဲ့ register သွင်းထားမယ်ဆိုတော့ဒီမျက်နှာနဲ့ဒီမှတ်ပုံနေနဲ့မနဲ့မှ register မှမဟုတ်တာကြီးငါတို့မြေရောက်တာတွေဟိုကပေးလို့မရတော့ဘူးနော်မှတ်ပုံနေမပေးနဲ့တော့ ဟုတ်တယ်ဒီအဲ့ ဒါပေမဲ့တို့ဘယ်နှဦးမှမိဟိုက သူကတမျိုးစီဖုန်းဆက်လာတဲ့ပုံစံမျိုးလိမ့်စာတိကျရင်လည်းပိန်းနေကုန်းနေပိုင်းနဲ့လာတာသိလားအဲ့လိမ့်တဲ့လူကလေတမျိုးစီဖုန်းဆက်လိုက်မှ तू ကမိဝဲမလုံးနဲ့လောက်တာနေမှာပုံစံကတော့လူတမျိုးစီဖုန်းမှာပို့ထားတယ် ဟုတ်တိုးပို့တာကြအဲ့လိုမဟုတ်ဘူးစားကြလုံးဝတမျိုးတည့်ရလူပဲပို့တာနော် သူကမဲ့ဒီလားကုံသုံးတဲ့တိကျရင်လူတို့ချုပ်ပေးမှမယ်ဆိုပြီးတော့ရှောက် ဒါပေမဲ့တို့မှတ်ပုံနေကဘယ်သူမှတော့အောင်မရပါဘူး မရပါဘူး မရမှတ်ပုံနေရတယ်ငါပြောပြကိုမျက်နှာနဲ့ register သွင်းမှရတာလေကိုမျက်နှာနဲ့မှမဟုတ်တာဘာဖြစ်လို့တို့လက်ခံတာလဲ ဟုတ်တယ် ဟုတ်လားကိုမျက်နှာနဲ့မှမဟုတ်တာဟောတော်တော်စိတ်ဆင်းရဲတယ်ဟေးမအား